ရင်ကျက်လာလို့လားမသိဘူးနှလုံးသားရေးထက်အစားကိုပဲဦးစားပေးလာတယ်ဘသူဘာကြွေးကြွေးအကုန်စားတယ်မစားတာတခုပဲဝယ်မစားတာဒီခိတ်ကြီးထဲမှာမင်္ဂလာဆောင်ဖို့မပြောနဲ့မိတာဆောင်ဖို့တော့မနေရုပ်ကန်နေရတာအိမ်သာတကားလာခောက်လို့လူရှိတယ်လို့ဖြေပြီးတကားလားဘသူလဲလို့ထပ်မေးခံရသေးတယ်အပေါ်ကိုကြည့်ရင်အားကြတဲ့စိတ်အောက်ကိုကြည့်ရင်မျှဝေလိုတဲ့စိတ်ဘေးကိုကြည့်ရင်ကိုချင်းစာတဲ့စိတ်ရှေ့ကိုကြည့်ရင်ဝက်သားတုတ်ထိုးစားခြင်းတဲ့စိတ်တနေ့ကျရင်အရက်ဆိုင်လေးဖွင့်မယ်လို့စိတ်ကူးထားတယ်။သမ ्या ဆိုင်ကနေမူပြီးပြန်လာရတာရှက်လာလို့အလုတ်ထဲမှာငါလဲကျသွားလို့မဖြစ်ဘူး။လဲကျသွားတာနဲ့အိပ်ပျော်သွားမယ်ဆိုတာငါသိတယ်။လူတိုင်းမှာအိမ်မက်တွေရှိတယ်။အိမ်မက်တွေအကောင့်ထဲပေါ်ဖို့ငါတို့တွေဆက်အိပ်ရမယ်။နိုင်ငံမှာနေရတာလည်းတခုကောင်းတယ်။ဗီဇာမလိုဘူးနိုင်ငံတကာသွားလို့ရတယ် VPN နဲ့